အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြင်းညံ21မှစာဖတ်သူရဲဘော်ရာမဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးခြင်းတဲ့စာအုပ်ကတော့ဆရာဆွေမင်းဒနုဖြူရေးသားထားသည့်ကျွန်ုပ်နဲ့နှစ်ပွင့်စပယ်အပိုင်း6ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာကျွန်ုပ်မှာလူပြိုကြီးတို့တမျိုးတရွာ၌ရန်ဖြစ်သည်ဟုကြားရသဖြင့်စိတ်ပူသွားမိသည်ကတော့အမှန်ကျုံတိုင်းရွာမှာရန်ဖြစ်လျင်ဘာစီထိတ်တုံးလောက်နှင့်ပြီးနိုင်တော်လဲမြို့ပြတွင်ကဤတို့ရမည်မဟုတ်အရှုပ်ရောက်ရုံးရောက်အခန့်မသိလျင်ထောင်မှာကျသွားနိုင်သည့်အဖြစ်မျိုးဆရာတို့ကဲပါဆရာတို့ကဲပြောစမ်းပါကလေးဘလို့ဖြစ်ကြတာလဲအဲ့ဒီနေ့ကကျွန်တော်တို့အလုတ်စောဆင်းပြီးသူတို့ကိုတွေ့ရအောင်ကားမှတ်တိုင်ကသွားဆောင်နေခဲ့ကြရလေရှင်သူခုံလိုက်တာကွယ်သူတို့ဆက်ယုံလဲလွတ်ပြီးသူတို့ကားကရောက်လာတော့ခင်တနာနောင်နင်ဘာလာလောက်တာလဲနင်ကလည်းဟဲငါတို့တတိယလို့ပါနင်တို့တတိယပြီမဲ့ငါတို့မရဘူးမလာနဲ့ပြောရလိုက်တာဟဲတို့မှတော့နင်တို့နဲ့အနေနီးအောင်တကူးတကဒီမှာအလုတ်လာလုံနေရတာပါရွာမှာဆိုတို့ကဘာမှလုပ်เสียမလို့ဘူးဆိုတာနင်သိပါတယ်ဟာဟဲတိပါနင်တို့ကရွာမှာဘာအလုတ်အကင်မှမရှိတဲ့ကလေးကရှိတွေပဲဟာအဲ့လိုမဟုတ်ဘူးလေဟာဟိုရွာမှာကတို့ကစားနိုင်တောက်နိုင်မဟုတ်လားဟဲဟုတ်တာပေါ့စားနိုင်တောက်နိုင်မှာပေါ့နင့်မှာပါဇက်ကြီးနဲ့ကိုကွဲပြန်မှာဟာမှတ်ထားဟဲနင်ကလည်းဟာကဲပါထားပါတော့ဒါနဲ့နင်ရွာကိုဘာမှအောင်မလဲနှက်ဖြန်လူကြုံနဲ့ပတ်စံပို့မလို့ပါဘူးအေးဒါဆိုလည်းပြီးရောဒါနဲ့တို့တွေမြို့မှာခုလို့စုံလုံးဖျားတွေဘာတွေရှောက်ဖူးရင်ကောင်းမလားမနှက်ဖြန်အားတယ်မဟုတ်လားပိုင်နေဟဲအမေရာဆဆနင်တို့နဲ့များဖျားဖူးလိုက်ရမယ်ဝေးလေစဟုတ်ပါအေးကဲပါဟဲဒါဆိုလဲခုလိုကြုံတော့အေးတိုက်မယ်ဟာဒါတော့နင်တို့လိုက်တော့ရမယ်ဇွတ်ပါလားနော်အေးမတော့ရှင်ဘူးဆိုရင်လဲစားကျင်တာစားကုန်ကျင်တဲ့လောက်ကုန်ပလိစီအမေစီလာခမဖို့ဖြစ်လဲအကြောင်းမဟုတ်ဘူးဟဲဒီမှာနင်ကျွေးတာဘာမှမစားဘူးမတော့ဘူးမှတ်ထားဒီလိုမလုပ်ပါနဲ့ဟာဘိုက်ကလေးတို့လေးနွယ်တို့လဲပါမှာပါပဲဟာဟုတ်သားပါဟဲအိုးဘသူပါမစားဘူးဆိုမစားဘူးဒါပဲနင်ကလဲဒီလောက်ဈေးမကင်စမ်းပါနဲ့ဟာလာစမ်းပါငါကတကယ်စေတနာနဲ့ကျွေးချင်လို့ပါလာပါဟဲ့ဆွဲကုန်ပြီဟင်မလွတ်ဘူးနင်လိုက်တော့မယ်ဆိုမှလွတ်မယ်ဟင်နင်ပြောတာမရဘူးလားဟင်ရဘူးမလွတ်ဘူးကဲမရအောင်မလွတ်အောင်ဖြန်းမကြည့်ဝန်းတော့ဘူးမတွေးဝန်းတော့ဘူးဘေးနာကလူတွေလည်းအားတင်လူပြိုကြီးလည်းသူ့ပါပုတ်ပြီးအားတင်နေတော့ဘဲကလူလည်းမသိဘူးပြိုစောကြီးကိုဝင်ထိုးတော့တာပဲဟဲ့ကောင်မင်းရန်ကလာကြီးလာကောကဲဟာဖောင်းကျွန်တော်လဲစောကြီးကိုထိုးတဲ့လူကိုပြန်ထိုးမယ်လို့တော့ဟဲ့လူခမရဒါပါလို့တာလဲရှင်နောင်းကအဲ့ဒီလူရှေ့ကပိတ်ရက်လိုက်ပြီးဘိုက်ကလေးရှေ့မတိုးနဲ့နင်သူ့ကိုဘာမှလုပ်เสียမလို့ဘာပြောတယ်စောကြီးကိုဒီကောင်အတက်လို့ဝင်ထိုးတာနင်မတွေ့ဘူးလားအဲ့ဒီမှာစောကြီးလဲလူလဲပြန်ထလာပြီးရန်ပွဲကိုဆက်နှွဲဖို့ပြင်နေတော့ဘိုက်ကလေးဘာမှပြောမနေနဲ့တွေ့တာတွေ့ကွာအငှားကားစီရှေ့ကိုထိုးဆိုင်လာပြီးလူ4-5ယောက်ပြေးဆင်းလာတယ်လက်ထဲမှာလဲဒုတ်တွေကိုင်းတို့ဟဲ့ကောင်နေရက်လိုက်စမ်းဘာလဲကမင်းတို့နှစ်ယောက်မိန်းကလေးတယောက်ကိုဆွဲလာရမ်းလာနဲ့ဒါမျိုးကွာဘာမှတ်လို့လဲနာသွားခြင်းလားဒီကောင်တွေလောက်တော့ကျုပ်တို့ကလည်းတပွဲတလန့်အကဲဆန်းခြင်းပါစီဒါပေမဲ့မျိုးဆိုတာကရန်တပွဲဖြစ်ရင်မဆိုင်သူတွေကလည်းအားသာတဲ့ဘက်ကစွန့်ကြီးဝင်လောင်းတတ်တယ်ဆိုတာသိထားတော့နည်းနည်းတော့ကိုရှင်တက်ရသေးတာပေါ့တကယ်တော့ရန်လက်ဆက်မဖြစ်ရှင်တော့ပါဘူးဗျာပဲနဲ့ရှင်နောင်းတို့ကကိုရွာသားဘက်ကမနာပဲဟိုလူဘက်ကနာနေတာဗျဟုတ်တယ်နင်တို့ကိုလန်းကိုသွားကိုတန့်စင်ကိုဘာမှလုပ်เสียမလို့ရှင်နောင်းဟုတ်တယ်ဘိုက်ကလေးအတင်းဆွဲလို့သာပေါ့နို့မို့လို့ကတော့အဲ့ဒီတန့်စင်ဆိုတဲ့ကောင်ကိုကျွန်တော်အမှုန့်ကျိတ်ပစ်လိုက်ရှင်တာကျွန်တော်မှဘိုက်ကလေးစကားကိုနားထောင်ရင်လေးတွဲစွာတပ်ပြင်းရှာတော့ဤအေးလေဘာပဲဖြစ်ပေါ့ကွာရန်တော့မဖြစ်ကြပါနဲ့အဲ့ဒီတန်းစင်ဆိုတာကိုလည်းရှင်နောင်းပြောဘူးလို့ငါသိပါတယ်ဟုတ်လားဒါဖြင့်ပြောစမ်းပါအောင်အဲ့ဒီတန်းစင်ဆိုတဲ့ကောင်ကဘဲကလဲဘာကောင်လဲရှင်နောင်းတို့လမ်းထိပ်ကတက္ကစီဆွဲတဲ့လူလို့ပြောတယ်ဘာတက္ကစီသမားဟဲလမ်းလိုက်တာနော်ကလူတက္ကစီမောင်းတဲ့သူများအထင်ကြီးလို့ရှင်နောင်းရေတွေ့မယ်စောကြီးတို့လည်းပတ်စံစုကားမောင်းတင်တန်းတက်ပြီးတက္ကစီမောင်းပြလိုက်အောင်မယ်ကွမောင်းပြလိုက်အောင်မယ်ကဲစောကြီးမင်းကားမောင်းမှာနောက်မှာမောင်း
လောလောဆယ်ပိုက်ပြေဖို့ငါးလေးဆက်ကင်လိုက်အောင်ရက်ဆက်လိုက်တာရှင်နှောင်းရေရှင်နှောင်းကို့အပေါ်ရက်ဆက်တယ်ဟင့်မင်းရှာလို့ကတော့ဒီပါကြီးဆဲကားပြန်ကွဲစမ်းပါစေကိုစောကျေနပ်ခွင့်လွတ်ပါတယ်ကွာဒါပေမဲ့ဟိုတန့်စင်ဘက်ကဆက်ခါနားနေတာကူတော့ကိုစောမကျေနပ်ဘူးခွင့်မလွတ်နိုင်ဘူးဟင့်တန့်စင်မင်းကိုလုံးဝမကျေနပ်ဘူးကွာဟောဒီလိုနှုတ်ဆင်းပြစ်မကွာမှတ်ထားကွာကဲဟာဟာဒုတ်လူပြိုကြီးဤပောက်ကွဲမှုအောက်ဝဲတန့်စင်ကိုစားဓာသာကံဖြစ်ရရှာသောငမြင့်ရှင်းကအတုံအတစ်တစ်ဖြင့်ငစင်ကောဖြစ်ခဲ့ရချီပြီးဒီအခန်းဆက်နှင့်မသိမြင်ဤစာတို့ကတွတ်ပြီးရှင်ရန်ကုန်သွားတာ3လကျော်ပြီကျုပ်စီကိုမှတ်ရတလာပဲပတ်စံပို့သေးတယ်ပို့တဲ့ပတ်စံကလည်းငွေ1000နဲ့အဲ့ဒီငွေလေးနဲ့ကျုပ်ကရွာမှာဘာသွားစားရမှာတော့ပြောစမ်းပါဦးရှင်တဲ့ဘိုက်ကလေးကတော့မြို့မှာကောင်းကောင်းကြီးတုံဖြုံပျော်ပါနေကြတယ်ပေါ့လေစားတော့ဆိုင်တွေသွားလိုက်ကာရာအိုကေဆိုင်တွေမှာဆိုလိုက်ဟဲလိုက်ဘီယာဆိုတာကြီးတွေတောက်လိုက်နဲ့စိန်ကြနေတယ်ပေါ့လေကျုပ်ကတော့ရွာမှာငတ်တလက်ပြတ်တလက်နဲ့ဟန်လုတ်ပြီးရှာဖွေစားနေရတာတော့သိရလားဒီမှာလည်းမငတ်ယုံတမဲစားနေရတာကြဒင်းမသိဘူးရှင်တို့ကတော့ရန်ကုန်မှာပျော်ပွဲတွေဆက်နေကျုပ်မှာတော့ဟင့်အောင်မယ်ငိုတံပါထည့်ရေးလိုက်သေးတယ်ဖနှောက်စာကျွေးရှင်စရာဒီမှာလကုံကစပြီးရွာကမသွားခင်ပြောထားတယ်လို့တက်လ9000ကျုပ်စီပို့ပါဖယား9000လူကြုံဖြစ်ပါလိုက်တော့မသိမြင်စာကိုဖတ်ရင်ကျွန်ုပ်မှာဒေါသထွက်ရတော့ပြီတက်လ9000ပို့ပေးနာမှလိမ့်မယ်အာကြီးဒီမှာဖြင့်လာကနဲ့မနဲ့လောက်အောင်စားနေရတယ်ကာရာအိုကေဆိုင်မပြောနဲ့လမ်းထိပ်ကမုံဟင်းကားဆိုင်အနားတောင်နေ့တိုင်းမကတ်နိုင်ဘူးဒီနေ့တော့အနံ့လေးနဲ့ပဲအာသာဖြေရမှာပဲကျုပ်လဲရှင်တို့ပတ်စံကိုမြှော့ကိုပြီးရွာထိပ်ကုန်းစုံဆိုင်မှာပါတိတ်အကျွေးယူထားတာက3000မသိန်းတို့စီကစီနဲ့ဆန်ရှိထားတာက2000အတီးစီကဝတ်သားနဲ့ကြက်သားဖို့အကျွေးက900တကြီးကြော်တော်ရွှေရင်စီကအတုံးလိုရှိထားတာက1500ဖယားဒီမိမတော့ဇွတ်တင်နေပြန်ပါပြီဥတုပီပါဇက်ကပွားစီနဲ့ဘာဖြစ်နေရလဲမသေးမြင်ဖြစ်ဟုတ်ပါဟဲ့လင်းွယ်နင်ဒီနေ့အလုံးမစင်းဘူးလားဟုတ်တယ်ဒီနေ့ခွင့်လာယူတာဥတုပီရဲ့ဟုတ်လားဘယ်သွားမလို့လဲဟိုလေသွားတော့မယ်နော်ဟိုမှာတငယ်ချင်းတွေစောင့်နေလို့အေးကျွန်ုပ်လဲလေးနဲ့ထပ်သွားရသူလှမ်းကြည့်လိုက်ရကားတစ်စီးပေါ်တွင်သူ့အရွယ်မိန်းကလေး3-4ယောက်ကိုတွေ့လိုက်ရ၏အင်းပေါ်လေသူတို့လေးတွေပဲမြို့မှာကြာပြီဆိုတော့မိတ်ဆွေတွေတငယ်ချင်းတွေရှိပြီပေါ့ကျွန်ုပ်လဲကင်းတဲနာပြန်ထိုင်ရင်စိတ်ကမသေးမြင့်စီပြန်ရောက်သွားပြီးစာဆက်မဖတ်တော့ဘူးတွေးလိုက်တော့လေအကျိုးအကြောင်းသိရအောင်တော့ဆက်ဖတ်လိုက်အောင်ပါလေစာရွက်ကိုမျက်နှာနာတိတ်ကက်လို့မဖြစ်ဘူးမတော်စာရွက်ထဲကလက်ထွက်လာပြီးအဲ့ဒါပွားစီလုံနေဦးဘာလဲကျုပ်ရေးလိုက်တာဖတ်ပြီးစိတ်ပြတ်သွားပြီလားမပြတ်နဲ့တော်ရေးမပြတ်နဲ့ကျုပ်မှာမြို့မှာအလုပ်သွားလုပ်နေတဲ့ရှင်တို့တိတ်ခါမကြအောင်ဝိပြနေပြစားပြနေရတဲ့တော်ရေးသိရလားဒါမှကျမယောက်ျားနဲ့မောင်လေးကမြို့မှာအလုပ်သွားလုပ်ပြီးငွေတွေပို့လိုက်တာမသိမြင့်ကြီးပြန်လှလာဝလာဘာလားဆိုပြီးရွာကလူတွေအထင်ကြီးမှမဟုတ်လားအကျွေးဝယ်ပြီးရှိုးပေးနေရတာမသိတာမှတ်လို့ဟုတ်ပါဒါနဲ့ပြောရအောင်မယ်လေးနွယ်ရဲ့အဖေလေးဟိုတလောကလေးဖြတ်လို့အိမ်ရထဲလဲနေတယ်အဲ့ဒါမြန်မာဆရာနဲ့ကုနေရတယ်လဲတဲ့လည်းမစင်းနိုင်တော့ဘူးပေါ့တော့ဒီကြားတဲ့လေးနွယ်အမေကအစာအိမ်ယောဂဆိုလားဘာလားမသိပါဘူးတချောင်းနဲ့ဖြစ်နေလေရဲ့ကလေးတွေကလည်း3-4ယောက်ဆိုတော့လေးနွယ်ပို့တဲ့ငွေနဲ့ပဲမျှော်စားနေရတယ်လीတနာပါတယ်တော့ရှင်နှောင်းတို့အိမ်ကတော့အဆင်ပြေပါတယ်သူတို့နဲ့ក៏တွေ့သေးလားတွေ့ရင်တတိရတယ်လို့ပြောလိုက်ပါတော့ဒါနဲ့ကတွတ်ပြီးပြောရအောင်မယ်သိလားမျက်ခုံးတော့လှုပ်လာမြိုင်သာမျိုးကတော့ရွှင်ရင်တူမလီရွာကိုလာပြီးလက်ဝတ်လက်စားတွေလာရောင်းတော့လှမလှတော့ကြီးသိလားဖယားကျုပ်လိုချင်လိုက်တာတော့ဒါပေမဲ့ကျုပ်သိပါတယ်လीရှင့်မလဲရန်ကုန်မှာပင်ပန်းပတ်စံရှာဖွေနေရတာဆိုတော့ကျုပ်မမိုက်ပါဘူးတော်သေးတာပေါ့လက်ကောက်လေးတကွင်းပဲယူလိုက်ပါတယ်တိတ်မများပါဘူး7900ပဲကြတယ်ဒီငွေကိုချက်ရှင်းပေးစရာမလိုပါဘူးတဲ့တလကို1000ပဲသွင်းပါတယ်ကျုပ်ကမလို့ခြင်းပါဘူးတော့
မြို့မှာအလုတ်သွားလို့တဲ့ရှင်တို့တိတ်ခါကြသွားမှာပေါ့မဟုတ်ဘူးလားဒါပဲကိုတုပြီတလကိုအနည်းဆုံး9000တော့ပို့ပါနော်တတိယလျက်မသေးမြင်ဒီမိမကတော့ကွာဒီမှာဖြင့်အချွေးမတင်အောင်ရတဲ့လကနဲ့မနှဲလောက်ငတ်အောင်စားနေရတာဒါကိုမတီးပဲထင်ရကိုဇွတ်လုံနေတဲ့မိမဖြစ်နိုင်ရင်ရွာကိုခဏပြန်ပြီးနရင်ကို9ချက်အုပ်ကြောကိုဖနှောက်နဲ့10ချက်လောက်ပေါက်ပစ်လိုက်မယ်ဘိုးချုပ်စာပြုရှိပြီလူပြိုကြီးနဲ့ဘိုက်ကလေးတို့ကပေါ်မလာသေးကျွန်ုပ်မှမူမသိမြင်အကြောင်းကိုတွေးမိတိုင်းစိတ်ထဲတနှုတ်နှုတ်နဲ့ဖြစ်နေရရှာတော့ဤဒင်းလုံပုံနဲ့တော့ဒီတသက်ငါတော့ရွာပြန်ဖြစ်မှာမဟုတ်တော့ဘူးမိုးချုပ်တီနှင့်ကျွန်ုပ်တို့ရက်ကွက်လေးကစူညံတန်များဖြင့်တပ်ဝင်လှုပ်ရှားလာတော့ဤမိုးလင်းကလေးကအလုတ်သွားကြသူများဈေးအောင်သွားကြသူများကအချိန်တန်၍အိမ်ပြန်လာကြပြီမဟုတ်ပါလားကျွန်ုပ်နေသောရက်ကွက်လေးမှာလက်လုံလက်စားသမားအများစုနေထိုင်သောရက်ကွက်မှုသူတို့ဤဘဝအမောများကမမြင်ချင်းမတွေ့ချင်းအစုံကိုခိန်ဟင်းလောက်ခါတော့ရမလာဘူးဟုတ်လားဒီအကြီးတွေမျိုးဖို့တော့ဘဲကအဆန်ရတာလေဟင်ဟဲ့ကောင်မနင်းပါဇက်ပိတ်ကိုခိန်ကွရှာထားတားရဲ့နေပါဦးမင်းဖေပြန်လာမှလောက်ခလေးပါလာမှစံဝယ်ပြီးထမင်းရှက်ရမှာကွရေနည်းနည်းလောက်တောက်ထားအောင်နော်မလှရီဒီနေ့ယောက်ျားလောက်ခရမလားလို့ဆန်လေးလုံးလောက်ရှိပါအောင်ဟဲ့ကျွန်ုပ်ရွာ၌နေစဉ်ကရန်ကုန်မြို့တော်ကြီးကလာတော့ဧည့်သည်ဆိုလျင်လွတ်အထင်ကြီးခဲ့၏မြို့သူမြို့သားဆိုလျင်ပြေလည်ကြသူများဟုထင်ခဲ့၏စားတော့လဲအကောင်းစားဝတ်တော့လဲအကောင်းစားမြို့သားတွေများတယ်ချမ်းသာကြတာကိုယခုကျွန်ုပ်ကြုံတွေ့ရသောမြို့သူမြို့သားတို့ဘဝကတော့ရန်ကုန်မှာတာတဲ့လတာပေမဲ့လဲအလကားကလေးကဖျားဝင်ကနေမပြေလေသောမိသားစုဘဝအရေးမှာတရင်ကထွက်ပေါက်ရှားကြသောပုရိသလောကကြားများဤမူးတန်ယူတန်ဆဲတန်တေးတန်များလည်းမကြားကျင်ဆုံးအလိုလောဘအပြိုင်အဆိုင်အပြေးအလွှားတတုတ်ထဲတုတ်နေကြသောစိတ်မောဖွယ်တောက်ပလင်းလက်နေသောမြို့ပြဘွားနှင့်လျှက်စစ်မီမထိန်ကြီးပင်နှင့်ဂုံတွေဂုံတုဂုံပြိုင်မရှိရှာအလိုမလိုက်ထမင်းတအိုးငပိတအိုးရှိလင်ပြီးသည့်တောရွာကအကွာကြီးကွာစွာလိပဲကွာရှားလိပြီစွာဒီနေ့ငပိမနှက်ဖြန်ငပိဖုတ်တပတ်ခါငပိကောင်ပြီတဲ့ကောင်ကိုမထွက်တော့ပါလားငယ်စဉ်ကလေးကရိုးသားမှုလွတ်လပ်မှုငြိမ်းချမ်းမှုတို့နှင့်ကြီးပြင်းခဲ့ရသောကျွန်ုပ်အဖို့ဤမျိုးအရက်မှထွက်ပြေးလိုသည်ကတော့အမှန်ပင်ကြောက်ပါပြီဗျသို့တော်လဲမသေးမြင်ဤစာအယရွာပြန်လင်စောင့်ကြိုနေမိအကျွေးများကိုမြင်ရောက်မိသည်ဒီခဏရွာသို့လှဲ့လိုသောရှေးဦးတို့သည်တုံရရှိပြီတကားမိမဒါကြောင့်မရှိမကောင်းရှိမကောင်းလို့ဆိုကြတာကလားညပင်အတော်နတ်ရှိပြီလူပြိုကြီးနှင့်ဘိုက်ကလေးကခုထိပြန်မရောက်လာတာကြာသည်သူတို့နောက်ကျလှကြီးလားအရှိန်ပုံများဆင်းနေရလို့လားမသိကျွန်ုပ်လည်းဖျာချမ်းလေးပေါ်ဟိုလူဒီလိမ့်ဖြင့်ဘိုက်ကလေးတို့ကိုမျှော်ရင်းမေးကြတဲ့အိပ်ပျော်သွားစဉ်ဆရာတို့ဟာဘိုက်ကလေးမင်းတို့မိုးရှုပ်လာကြီးလားငါဖြင့်စိတ်ပူနေမိတာပူတာအသာထားခဲ့ပြီးဒီမှာခောက်ဆွဲကြော်လေးလာအားပေးလိုက်ပါဦးအမေမင်းတို့ကခောက်ဆွဲကြော်တွေဘာတွေနဲ့တဲဟုတ်ပါလားဟင်းဘိုက်ကလေးမင်းမျက်နှာကြီးကဖူးယောင်နေပါလားဟာဘလို့ဖြစ်တာလဲဟီဟဲခံရကျိုးဆူရကျိုးနတ်ပါတယ်လीနေသက်မအောင်မင်းနဲ့မျက်နှာမှာဒဏ်ရာရထားတော့ပြုံးပြဲနေပါလားဒီကောင်ဘိုက်ထဲဖျားပွဲလှည့်နေတာကိုဆရာတို့ရဲ့ဟေးဘလို့မှမလဲဘူးဒီတစ်ခေါက်ခောက်ဆွဲကြော်ကဒီကောင်ကိုလေးနွယ်ဝယ်ပေးလိုက်တာလीဟာမင်းတို့ကဟာကမဖြစ်နိုင်တာရှင်းပြောစမ်းမှာမင်းတို့ခောက်ဆွဲကမျိုးချရမှာလားအန်ချရမှာလားဟီဟဲဆရာတို့စိတ်အေးထားဝအောင်သာစားကျွန်တော်ပြောပြမယ်ရိုးရောက်တာကြာပြီခုမှပဲခောက်ဆွဲကြော်စားရတော့တယ်အပြတ်တွေ့ရမယ်ဟဲခောက်ဆွဲကြော်ထုတ်ဤအတိတ်သမိုင်းကိုဘိုက်ကလေးကပြန်ပြောင်းပြောပြသည်မှာဤတို့ဒီလိုဆရာတို့ရေဒီလိုဗျလေးနွယ်တို့ကကျွန်တော်တို့ကိုအကက်မခံပေမဲ့ကျွန်တော်တို့ကတော့သူတို့အကြောင်းမပြတ်စုံစမ်းနေတာကလားတနေ့ကိုအောင်လှနဲ့တွေ့တော့ဟေ့ကောင်ဘိုက်ကလေးမင်းလေးနွယ်တရင်ကြားပြီးပြီလားဟင်လေးနွယ်ဘာဖြစ်လို့လဲဗျဟင်ဘာဖြစ်လို့လဲ